တောင်တွေရဲ့ကြားထဲကတိုးဝေလာတဲ့လေနုအေးဟာမင်းရဲ့နေ့ရက်တွေကိုအေးချမ်းစေလိမ့်မယ်အဲ့ဒီလေပြင်းနဲ့အတူပြန်တန်းနေတဲ့တိမ်ပြပြလေးတွေလို့မင်းရဲ့စိတ်ကူးတွေဟာလည်းအကန့်အသတ်မရှိလွတ်လပ်စွာလွင်မျောနေပါစေတိမ်ပြပြကောင်းငင်အောင်မှာတောင်နှန်းတွေကအမှန်တရားလို့ခိုင်ခန့်စွာရပ်တည်နေတယ်လေနုအေးလေးတွေတိုက်ခိုက်လာတဲ့အခါမင်းရဲ့နှလုံးသားကအရာရာကိုခွင့်လွှတ်နိုင်တဲ့ပျော်ပြောင်းမှုမျိုးကိုပိုင်ဆိုင်လာလိမ့်မယ်တခါတလေတောင်တွေကြားထဲကလေနုအေးလို့တိတ်ဆိတ်ခြင်းကလည်းအစွမ်းထက်တယ်တိမ်ပြပြတွေကိုကြည့်ရင်မင်းရဲ့နှလုံးသားကိုနားထောင်ကြည့်ပါဘဝရဲ့အလှဆုံးစာမျက်နှာတွေကစကလုံးတွေနဲ့ဖော်ပြလို့မရတဲ့ခန်းစားချက်တွေကနေစတင်တာမျိုးရှိပါတယ်။စမ်းရည်လိုအေးမြတဲ့စိတ်ကလေးဟာသူတစ်ပါးရဲ့အောင်မြင်မှုပြပြခံရကိုကြည်နူးစွာစီစဉ်နေ။ကိုယ်တိုင်ရဲ့အကျိုးကိုမမျှော်ကိုပဲသူတို့ရဲ့အောင်မြင်မှုအောက်ခြေကိုနူးညံ့စွာပုတ်တက်လို့စမ်းရည်ကြီးလေးလိုပဲအညိုတေးကင်းစွာဖြူစင်အေးမြနေတယ်။